မင်းကမြဲရာရာဆဆဆိုတာကိုအင်္ဂလိပ်လို how dare you how dare you မင်းကမြဲရာရာဆဆဟုတ်ပြီဆိုတော့ကကျွန်တော်တို့ကဒီစကားလုံးလေးကိုစကားပြောတဲ့အခါမှာဘယ်လိုမျိုးပြောလို့ရလဲဆိုလို့ရှိရင်မင်းကမြဲရာရာဆဆငါ့ကိုလိန်ရဲတယ်နော်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် how dare you lie to me how dare you lie to me မင်းကမြဲရာရာဆဆငါ့ကိုလိန်ရဲတယ်နော်အဲ့လိုမျိုးကျွန်တော်တို့ပြောလို့ရတယ်ဟုတ်ပြီဆိုတော့ကဒီအောင်နောက်တစ်မျိုးဘယ်လိုမျိုးထပ်ပြီးတော့ပြောလို့ရလဲဆိုလို့ရှိရင်မင်းကမြင်ရရဆဆငါ့ကိုမပြောဘဲနဲ့ငါဖုန်းကိုယူရနော်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် how dare you take my phone without asking how dare you take my phone without asking မင်းငါ့ကိုငါရဲ့ခွင့်ပြုချက်မယူဘဲနဲ့ငါ့ကိုမပြောဘဲနဲ့မင်းငါဖုန်းကိုယူသုံးရတယ်နော်အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်ပြီဆိုတော့ဒီအောင်နောက်တစ်မျိုးကျွန်တော်တို့ဘယ်လိုမျိုးထပ်ပြီးပြောလို့ရလဲဆိုရင်မင်းကမြင်ရရဆဆမင်းအမှားလုပ်ထားတာကိုငါလာပြီးတော့အပြစ်တင်နေတယ်အဲ့လိုမျိုးပြောချင်တယ်ဆိုရင် how dare you blame me for your mistake how dare you blame me for your mistake မင်းကမြင်ရရဆဆမင်းအမှားလုပ်တာကိုငါ့ကိုလာပြီးပြစ်တင်နေတယ်ဟုတ်ပြီဆိုတော့ကကျွန်တော်တို့ကတယောက်ယောက်ကိုမင်းကမြင်ရရဆဆလို့ပြောချင်တယ်ဆိုရင် how dare you ဆိုပြီးတော့ကျွန်တော်တို့ပြောလို့ရတယ်